ကောင်လေးကဆေးတောက်ဖို့ညှင်းဆန်ခဲ့တဲ့အတွက်ဆရာဝန်ရဲ့မြေးမလေးကသူ့တင်မကိုမညာမတာရိုက်နှက်ခဲ့ပါတယ်အရှက်ရသွားတဲ့အတွက်ကောင်လေးကသူကြီးပြင်းလာတဲ့အခါမိန်းကလေးကိုကလဲစားချင်မယ်လို့ကြေဆိုခဲ့ပါတယ်15နှစ်ကြာပြီးတဲ့နောက်မှာတော့သူ့လက်အောက်ငယ်သားကမိန်းကလေးရဲ့နေရာကိုရှာတွေ့ပြီးဖြစ်ကြောင်းသူ့ကိုပြောခဲ့ပါတယ်အမျိုးသားကသူမကိုရှာဖွေဖို့ကိုရံတော်တစုကိုချက်ချင်းခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးကသူ့ကိုမြင်တဲ့အခါလုံးဝမမှတ်မိခဲ့ပါဘူးအမျိုးသားကသူမသူ့ကိုတင်မရိုက်ခဲ့ပူကြောင်းပြောလိုက်တဲ့အချိန်ကြာမှသာသူမမှတ်မိသွားပြီးရေမောလိုက်ပါတယ်ပြီးတော့နင်ကအခုထိကလေးဆန်တုံပဲလို့ပြောပြီးကန်ထက်လိုက်တာသူတစ်ပင်ပေါ်မှာသွားတင်နေခဲ့ပါတယ်ဒါကအမျိုးသားကိုအလွန်အမင်းဝမ်းနဲ့ကြေကွဲစေခဲ့ပါတယ်မိန်းကလေးကအခုထိဒီလောက်အင်အားကြီးနေလိမ့်မယ်လို့သူဘယ်တော့မှမထင်ထားခဲ့ပါဘူးသူ့ကိုပျော်ရွှင်အောင်လုပ်ဖို့အတွက်သူ့တငယ်ချင်းတွေကရေစရာကောင်းတဲ့အကြံဉာဏ်တွေကိုတစ်ခုပြီးတစ်ခုပေးခဲ့ကြပါတယ်သူတို့ကအမျိုးသားကိုမိန်းကလေးနဲ့လက်ထပ်ဖို့အကြံပြုခဲ့ကြပါတယ်မိန်းကလေးကသူ့ဇနီးဖြစ်လာတာနဲ့တပြိုင်နက်သူလိုချင်တာမှန်သမျှလုပ်နိုင်မှာဖြစ်ပါတယ်ရိုးအားတဲ့အမျိုးသားကသူ့တငယ်ချင်းရဲ့စကားတွေကိုယုံကြည်ပြီးမိန်းကလေးကိုလက်ထပ်ခွင့်တောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးကအိမ်ကိုခုလေးတင်ပြန်ရောက်လာခဲ့ပြီးသူ့ဘိုးကွယ်လွန်သွားပြီဆိုတာကိုတွေ့ရှိလိုက်ရပါတယ်ပြီးတော့သူမဘိုးမျက်နှိုးဆုံးစေကန်းကိုသူမရဲ့မိထွေကရောင်းချလိုက်ပါပြီအဲ့ဒီအချိန်မှာပဲအမျိုးသားကဝင်လာခဲ့ပါတယ်အမျိုးသားကသူမဘိုးရဲ့စေကန်းကိုပြန်ရွေးဖို့ကူညီပေးနိုင်ကြောင်းဒါပေမဲ့သူမကသူ့ကိုလက်ထပ်ရမှာဖြစ်ကြောင်းပြောခဲ့ပါတယ်မိန်းကလေးကချိန်ဆိုင်မနေပဲသဘောတူလိုက်ပါတယ်အမျိုးသားကအတိုင်းထက်အလွန်ဝမ်းသာသွားပြီးအဲ့ဒီအချိန်ကစလို့မိန်းကလေးကိုနေတိုင်းသူ့ခြေထောက်ကိုရေစေးခိုင်းဖို့စီစဉ်လိုက်ပါတယ်သူလက်ထပ်လိုက်ပြီဆိုတာကိုသူ့အမေသိသွားတဲ့အခါမိသားစုနဲ့အရင်မတိုင်ပင်ခဲ့တဲ့အတွက်သူ့ကိုဒေါသတကြီးဆူပူခဲ့ပါတယ်သူ့သားရဲ့ဇနီးဖြစ်သူကငွေမက်တဲ့မိန်းမဖြစ်မှာကိုသူမကြောက်ရွံ့နေခဲ့ပါတယ်ဒါပေမဲ့သူ့ချွေးမကသူ့ရဲ့အသက်သခင်ကျေးဇူးရှင်ရဲ့မြေးမလေးဖြစ်မှန်းသိသွားတဲ့အခါသူမရဲ့သဘောထားကိုချက်ချင်းပြောင်းလဲလိုက်ပါတယ်သူမကသူ့သားဟာဒီလောက်ထူးချွန်တဲ့မိန်းကလေးနဲ့မတန်ဘူးဆိုပြီးတော့ပြောခဲ့ပါတယ်အမေဖြစ်သူကမိန်းကလေးကိုအခုကစပြီးအိမ်မှာသူမလိုချင်တာမှန်သမျှလုပ်နိုင်ကြောင်းပြောခဲ့ပါတယ်အမျိုးသားကမိန်းကလေးကိုလက်ထပ်လိုက်တာဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းရုတ်တရက်ခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာလက်အောက်ငယ်သားတစ်ယောက်ကပြေးလာပြီးအမျိုးသားရဲ့အဖိုးအပြင်းထန်နေမကောင်းဖြစ်နေကြောင်းသူတို့ကိုပြောပြခဲ့ပါတယ်သူတို့ကသူ့ကိုစစ်ဆေးကြည့်ရှုဖို့အပြေးလောတော့ခဲ့ကြပါတယ်ဆရာဝန်ကအဖိုးအိုရဲ့အခြေအနေဟာပြင်းထန်လွန်းပြီးကုသလို့မရနိုင်တော့ကြောင်းပြောခဲ့ပါတယ်ဒါနဲ့အမျိုးသားကဆရာဝန်ကိုဒေါသတကြီးမောင်းထုတ်လိုက်ပါတယ်မိန်းကလေးကအဖိုးအိုရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပြီးနောက်သူမကုသပေးနိုင်ကြောင်းပြောခဲ့ပါတယ်ဒါပေမဲ့အမျိုးသားရဲ့အတော်ကမိန်းကလေးရဲ့ဆေးကုသကျွမ်းကျင်မှုကိုမယုံကြည်ခဲ့ပါဘူးသူမကအဖိုးကိုတည်ဆုံးပြီးအမွေခွဲဝေယူနိုင်ဖို့စောင့်မျှော်နေခဲ့တာပါမိန်းကလေးကိုတားဆီးဖို့အတွက်အတော်ရဲ့သမီးကသူမကိုပန်းအိုးနဲ့ရိုက်ဖို့ကြိုးစားခဲ့ပါတယ်အမျိုးသားကသူ့ဝမ်းကွဲညီမကိုမြေပြင်ပေါ်ချက်ချင်းကန်ချလိုက်ပြီးလူတိုင်းကိုအခန်းထဲကနေမောင်းထုတ်လိုက်ပါတယ်သူကသူ့အဖိုးကိုကုသဖို့အတွက်မိန်းကလေးကိုပဲအခန်းထဲမှာထားခဲ့ပါတယ်မကြခင်မှာပဲအဖိုးအိုကသွေးတလုံးရုတ်တရက်အန်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့မျက်နှာကပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးသူ့ကိုကယ်တင်ပေးခဲ့တဲ့အတွက်မိန်းကလေးကိုအလွန်ကျေးဇူးတင်ရှိခဲ့ပါတယ်မိန်းကလေးကသူ့မြေးကိုလက်ထပ်လိုက်ပြီဆိုတာသိသွားတဲ့အခါသူကပျော်ရွှင်စွာနဲ့မိန်းကလေးကိုကျေးဇူးတင်တဲ့အနေနဲ့ဥချကရောဝပြုဖို့သူ့မြေးကိုပြောခဲ့ပါတယ်အမျိုးသားကသူ့ဖိုးယူသွားပြီလို့ချက်ချင်းထင်လိုက်ပြီးမိန်းကလေးကိုဘယ်တော့မှဥချမှာမဟုတ်ကြောင်းပြောခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးကအတချောင်းကိုကောက်ကင်လိုက်တာမြင်လိုက်တဲ့အခါမှာတော့သူကသူမရှိမှချက်ချင်းတူးထောက်လိုက်ပါတော့တယ်